ကာကြီးသမတာကြီးဦးမင်းအောင်လှိုင်ထန်းအရောက်ပေးပို့လိုက်ခြင်းဖြစ်ပါတယ်မေလ14ရက်နေ့မှာအောင်စင်းထွက်ပါတယ်အဲ့ဒီအောင်စင်းထဲမှာဦးဇင်းတို့မင်းကုန်းကအကြောင်းသူအကြောင်းသား69ဦးမပါဝင်ခဲ့ပါဘူးဆောင်းဝဲဖြည့်ဆိုတော့ကဖြည့်ဆိုခွင့်ရခဲ့ပါတယ်ဖြည့်ဆိုနိုင်ခဲ့ကြပါတယ်အောင်စင်းထုတ်ပြန်တဲ့အခါတော့ခြံလက်ထားခဲ့ကြပါတယ် G9 G10 G11 ဒီ3တန်းမှကျောင်းသူကျောင်းသားပေါင်း69ဦးဖြစ်ပါတယ်ဒီကျောင်းသူကျောင်းသားတွေဆောင်းဝဲဖြည့်ခွင့်ရဖို့အတွက်သခိုင်းမြို့နယ်ပညာရေးတို့သခိုင်းခရိုင်ပညာရေးတို့ကကစရင်တွေခစရင်တွေလေးလဘက်ဆောင်းဝဲရမှတ်တွေလေးလဘက်စာမေးပွဲအဖြေလာတွေတေချာစစ်ဆေးပြီးခိုင်လုံမှအတည်ပြုပေးကြတာပါအဲ့ဒီလိုအတည်ပြုချက်ကြောင့်စာမေးပွဲဖြေဆိုခွင့်ရခဲ့ပေမဲ့အခုအောင်စင်းထုတ်ပြန်တဲ့အခါခြံလက်ခံခဲ့ရပါတယ်အကြောင်းပြတာကတော့ယာယီဖြေဆိုခွင့်ပြုထားတာဖြစ်တယ်လို့အကြောင်းပြပါတယ်ဗျမင်းကုန်းပညာရေးအကယ်ဒမီကျောင်းသူကျောင်းသား69ဦးနဲ့အတူဖြူချကိုပိုင်အထက်တန်းကျောင်းကကျောင်းသူကျောင်းသားဦးရေ240ထပ်ကိုပိုင်ကျောင်းကကျောင်းသူကျောင်းသားဦးရေ980ဟာလည်းအောင်စရင်ထုတ်ပြန်တဲ့အထက်မပါဝင်ပဲခြံလက်ခံခဲ့ရပါတယ်။စောင်းဝဲဖြေကြပါလေရဲ့နဲ့အောင်စရင်ထုတ်မပေးဘူးဆိုတာဘာသဘောပါလဲ။နေပြီးတော့အခြေခံပညာညွှန်ချုပ်ရဲ့စာထဲမှာတော့ယာယီဖြေဆိုခွင့်ပြုထားတာလို့ပါဝင်ပါတယ်။ဆောင်းဝဲကိုယာယီဖြေဆိုခွင့်ပြုတယ်ဆိုတာဘာသဘောပါလဲ။ပညာရေးကိုကလေးကစားစရာလို့သဘောထားနေကြတာလား။ဆောင်းဝဲဖြေတိုင်းကစားခိုင်းတာလား။နေပြီးတော့မှအခြေခံပညာရေးညွှန်ချုပ်တို့ပြည်တော်စုပညာရေးဝန်ကြီးတို့ဖြစ်စေချင်ပါတယ်ဗျာ။ဆောင်းဝဲကိုယာယီဖြေဆိုခွင့်ပြုတယ်ဆိုရင်အောင်စင်းကိုယာယီအောင်စင်းထုတ်ပြန်ပေးလို့မရဘူးလားယာယီအောင်စင်းထုတ်ပြန်ပေးဖို့ကောမလိုဘူးလားဆောင်းဝဲကိုတော့ယာယီဖြေဆိုခွင့်ပြုတယ်အောင်စင်းကိုတော့အတီထုတ်ပြန်မှုမပေးနိုင်ဘူးဆိုတဲ့သဘောမျိုးလဲတက်ရောက်နေပါတယ်အဲကြောင့်နေပြည်တော်မှာအခြေခံပညာရေးညွှန်ကြားရေးမှူးချုပ်အကာတော်ကမိမိရဲ့စာကိုပြန်လည်ပြီးစစ်ကြည့်စေချင်ပါတယ်ဗျာဒီလိုဦးစင်းတို့ရဲ့အကြောင်း၃ကြောင်းကိုနှစ်ကွထားပေမဲ့အောင်ပညာရေးမွန်နဲ့မိဘရဲ့ကိုယ်ပိုင်ကျောင်းတွေကိုတော့ကင်းလွတ်ခွင့်ပေးထားပါတယ်။ဒါကတော့အောင်မြေဦးရဲ့တိုင်ကြားစာလေးဖြစ်ပါတယ်။ဗိုလ်ချုပ်မူကြီးမင်းအွန်လိုင်းတာရီသမတဆိုပြီးလိပ်မှုပြီးတိုင်ချထားတာပါဗျ။အဲ့ဒီထဲမှာတိုင်းပညာရေးမှုနဲ့မြို့နယ်ပညာရေးမှုတို့သည်၎င်းတို့နှင့်ပတ်သက်နေသောပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် G10 G11 G12 ကျောင်းသားကျောင်းသူစာရင်းသာရှိပြီးတင်ကြားစရာပုံနှိပ်စာအုပ်များမရှိသောအောင်ပညာရေးမွန်မြို့နယ်ပညာရေးမှု၏ဆရာဦးဆိုကကင်းလွတ်ထားသလိုမိဘရဲ့ကိုယ်ပိုင်အထက်တန်းကျောင်းသည်တိုင်းပညာရေးမှုနှင့်ပတ်သက်နေသောကျောင်းဖြစ်ပြီးကင်းလွတ်ခွင့်ပေးထားတယ်လို့ပါပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးဥပဒေစုံစမ်းကြည့်လိုက်တဲ့အခါမှာအောင်ပညာရိပ်မွန်ကစကိုင်းမြို့နယ်ပညာရေးမှုဒေါ်မမို့ခိုင်ရဲ့ဆရာတီချောင်ထားတဲ့ကျောင်းလို့သိရပါတယ်အဲ့ဒီအောင်ပညာရိပ်မွန်မှာအတန်းငယ်လေးတွေပဲရှိပြီးတော့ G9 တို့ G10 တို့ G11 တို့ G12 တို့လုံးဝမရှိပါဘူးပုံနှိပ်စာအုပ်တောင်တအုပ်မှမရှိပါဘူးဆရာမလည်းတယောက်မှမရှိပါဘူးကျောင်းသူကျောင်းသားလည်းတယောက်မှမလာပါဘူးစာသင်ကြားမှုလည်းလုံးဝမရှိပါဘူးစရင်သာလက်ခံထားပြီးစောင်းဝဲကြမှာလာရောက်ဖြည့်ဆိုဖို့ခွင့်ပြုထားတာဖြစ်ပါတယ်သူတို့လေးတွေအောင်စင်းထွက်ပြီးသွားပါပြီအောင်မြင်ကြပါတယ်အောင်ပညာရေးမွန်ကကျောင်းသူကျောင်းသားတွေကံကောင်းပါတယ်ဗျာဘာကြောင့်လဲဆိုတော့သခိုင်းပညာရေးမှုဒေါ်မမို့ခိုင်ရဲ့အကူအညီကိုရလို့ပါပဲဗျာနောက်တစ်ကြောင်းတော့မိဘရေးအကြောင်းပါဗျအဲ့ဒါကတော့စကိုင်းတိုင်းပညာရေးမှုဦးသက်လေးဦးဒီတကာကြီးရဲ့တပည့်ပါဗျအဲ့ဒီအကြောင်းကိုလည်းဘာအင်္ဂါရဲ့မှမညီပဲနဲ့ဦးသက်လေးဦးကိုယ်တိုင်လှုပ်ပြီးချပေးထားတဲ့အကြောင်းဖြစ်ပါတယ်ဗျာ G10 G11 G12 တစ်နှစ်လုံးလုံးဝမသိပါဘူးမူလာတန်းအလယ်တန်းကလေးတွေလည်းလုံးဝမသိပါဘူးတယောက်မှမရှိပါဘူး12ရာသီနေ့စဉ်24နာရီတကားပိတ်ထားတဲ့ကျောင်းကြီးဖြစ်ပါတယ်ဗျာအဲ့ဒီကြောင့်မှစင်းပေးထားတဲ့ကလေးတွေလည်းဖြစ်စိုးခွင့်ရကြပါတယ်အောင်စင်းထဲမှာလည်းပါဝင်ကြပါတယ်မိဘရိတ်ကကလေးငယ်တွေကံကောင်းကြပါတယ်အကြောင်းကတော့သခိုင်းတိုင်းပညာရေးမှူးကြီးဦးသက်လေးဦးရဲ့အကူအညီကိုရရှိလို့ပါမယ်ဦးဇင်းတို့ရဲ့အကယ်ဒမီကျောင်းဟာမင်းကုန်းပထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းဖြစ်တဲ့အတွက်ကြောင့်ဦးဇင်းတို့ကျောင်းကိုမင်းကုန်းအထက်ကနဲ့တွဲပေးဖို့ခွင့်တောင်းခဲ့ပါသေးတယ်မြို့နယ်ပညာရေးမှုဒေါ်မမို့ခိုင်ကိုယ်တိုင်ကိုကလုံးဝလုံးမပေးတာပါကစင်းမရှိခါစင်းမရှိလေးလာဘက်ဆောင်းဝဲဖြစ်ဆိုခြင်းမရှိကျောင်းတော်ဖွင့်ခြင်းမရှိတဲ့ကျောင်းတွေကကလေးတွေကိုတော့အောင်စင်းထုတ်ပြန်ပေးပြီးတော့ဦးဇင်းတို့မှာကာစင်းလည်းအပြည့်ခါစင်းလည်းအပြည့်လေးလာဘက်ဆောင်းဝဲအဖြေလွှာတွေလည်းအပြည့်
အဲ့ဒီလေးလပဲဆောင်းဝဲရရှိတဲ့ရမှတ်ဇယားတွေကလည်းအပြည့်တီစီတွေကြောင်ပြောင်းလက်မှတ်တွေအပြည့်အခိုင်အမာအတိအကျရှိပါလေရဲ့နဲ့အခုလိုအောင်စီရင်မထုတ်ပြန်တာကတော့ကလေးချင်းချင်းဗတ်လိုက်တာလားဘကပညာရေးကိုဖိနှိပ်တာလားဘာသဘောလဲဆိုတာနိုင်ငံတော်သမ္မတကြီးအနေနဲ့အဖြေရှာပေးဖို့လိုအပ်လာပါတယ်မြို့နယ်ပညာရေးမှုဒေါ်မမို့ခိုင်နဲ့တိုင်းပညာရေးမှုဦးသက်လေးဦးတို့အားဥပဇင်းတို့ကိုတော့မူဝါဒတွေချပြစီကံတွေချပြပြီးတော့ဒီမူဝါဒတွေနဲ့မညီလို့ဒီစီကံဥပဒေတွေနဲ့မညီလို့အောင်စီရင်ထုတ်ပြန်မပေးနိုင်ဘူးဖြစ်ဆိုခွင့်မပေးနိုင်ဘူးဆိုပြီးတော့ခါခါတီးတီးငင်းဆန်ကြပေမဲ့အောင်ပညာရေးမွန်မိဘရိတ်နဲ့ပိတ်တောင်းနေအပေါ်တော့ဘာကြောင့်ခွင့်ပြုချက်ပေးကြတာလဲဒီအဖြေကိုလည်းနိုင်ငံတော်သမ္မတကြီးအနေနဲ့ရအောင်အဖြေရှာသင့်ပါတယ်ဦးဇင်းတို့အမြင်ကတော့မြို့နယ်ပညာရေးမှုဒေါ်မမို့ခိုင်နဲ့တိုင်းပညာရေးမှုဦးသက်လေးဦးတို့ဟာမပေးရင်တစ်မျိုးပေးရင်တစ်မျိုးမပေးသူတစ်မျိုးပေးသူတစ်မျိုးမတော်ဆက်ရင်တစ်မျိုးတော်ဆက်ရင်တစ်မျိုးမတော်ဆက်သူတစ်မျိုးတော်ဆက်သူတစ်မျိုးအဲ့ဒီလိုနှစ်မျိုးနှစ်စားခွဲခြားပြီးလှုပ်သွားတဲ့အတွက်ကြောင့်ဒီကလေးပေါင်း1300ကျော်တဲ့ပညာရေးဟာထိခိုက်ဆုံးရှုံးနစ်နာမှုကြီးမားတော့မလို့ဖြစ်နေပါတယ်ထက်ကိုပိုင်းအထက်တန်းကျောင်းက G5 G9 ကျောင်းသူကျောင်းသား162ဦးကိစ္စလဲဒီအမျိုးသမီးဒေါ်မမို့ခိုင်နဲ့ဒီလူကြီးသက်လေးဦးတို့2ယောက်ရဲ့လက်ချက်ကြောင့်ပဲဖြစ်ပါတယ်။သခိုင်းတိုင်းပညာရေးမှူးဦးသက်လေးဦးကမြို့နယ်ရဲ့တင်ပြချက်တွေအပေါ်လည်းဘာမှမလုပ်ပါဘူး။စင်းစရာတွေလည်းလုံးဝမကင်ပါဘူး။တင်ပြတဲ့စာတွေကိုလည်းမဖတ်ပါဘူး။ဒါကြောင့်ကလေးတွေကိုခုံနံပါတ်ထုတ်ပေးရမယ့်အချိန်မှတောင်းမှသူဟာတောင်းမကြည့်ခဲ့ပါဘူး။ဆောင်းဝဲဖြစ်ဆိုမိမနဲ့9နိုင်ခွဲကြာမှဖုံးဆက်ပြီးခရိုင်ပညာရေးဝန်ထမ်းတွေကိုဒီ G5 G9 162ဦးဖြစ်ဆိုခွင့်မပေးနိုင်ဘူးဆိုပြီးတော့ခုံနံပါတ်တွေကိုပြန်ရုပ်ခိုင်းတာဖြစ်ပါတယ်။ဒါကိုကြည့်ရင်သခိုင်းတိုင်းပညာရေးမှူးသက်လေးဦးဟာလုံးဝအလုံးမလုံးပဲတစ်ချက်လွတ်အမိန့်တွေနဲ့တိုင်းပြည်ရဲ့ပညာရေးကိုဖျက်ဆီးနေတယ်ဆိုတာသိတာထင်ရှားပါတယ်ဒီကလေးတွေကိုစရင်မရှိတဲ့အကြောင်းမတက်ဘူးတို့ဆောင်းဝဲမဖြေဘူးတို့ဒီအကြောင်းပြချက်တွေနဲ့ဖြစ်ဆိုခွင့်ကိုပိတ်ပင်ပစ်လိုက်တာဖြစ်ပါတယ်တလေးဦးကိုယ်တိုင်ချပေးလုပ်ပေးခဲ့တဲ့မိဘရိတ်ကကလေးတွေကရောကြောင်းတက်ကြရဲ့လားလေးလဘက်ဆောင်းဝဲတွေဖြစ်ဆိုကြရဲ့လားအဲ့ဒီမိဘရိတ်ကကြောင်းတောင်ဖွင့်ရဲ့လား2025-2026ပညာသင်နှစ်တရက်မှမဖွင့်တဲ့ကျောင်းဟာကလေးတွေကိုကြတော့စာဖြေခွင့်ပေးပြီးဒီမှာစရင်အပြည့်စုံရှိနေနဲ့ညခွက်တက်ပါဆိုလို့နေနဲ့ညခွက်တက်တဲ့ကလေးတွေကိုတော့စာဖြေဌာနရောက်မှပြန်လွတ်တယ်ဆိုတာကြီးကပညာရေးဝန်ထမ်းတဦးရဲ့လုပ်ရက်ဟုတ်ပါရဲ့လားအခုတော့ဒီလူကြီးတက်လေးဦးဟာပင်စင်ယူသွားပြီလို့ကြားပါတယ်သူပင်စင်မယူခင်ဘကပညာရေးကိုနှိပ်ကွက်သွားတာဖြစ်ပါတယ်ဘကပညာရေးကိုဖိနှိပ်နေကြလို့အခုစကိုင်းတိုင်းဘကစတင်ကျောင်းများရဲ့ဥက္ကဋ္ဌဆရာတော်ကြီးကိုယ်တိုင်လက်မှတ်ထိုးပြီးတခြားသောဘကဆရာတော်များနဲ့ဘကသီလရှင်ဆရာကြီးများကပူးတွဲလက်မှတ်ထိုးပြီးအစိုးရထံတင်ပြထားတဲ့စာလည်းရှိပါတယ်ပညာရေးဟာနှိပ်ကွက်မဲ့အရာလားချိမြောက်ရမယ့်အရာလားနိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင်ဖြည့်ရှင်းပေးပါစကိုင်းတိုင်းပညာရေးကိုဖျက်ဆီးနေကြတဲ့ပညာရေးဝန်ထမ်းတွေရဲ့လုပ်ရက်ကိုတေချာစစ်စစ်ပေးဖို့လိုအပ်လာပါပြီ။ပိတ်ကျောင်းတွေနဲ့လှုပ်ရှားနေတဲ့မြို့နယ်ပညာရေးမှုဒေါ်မမို့ခိုင်ပေးသူတစ်မျိုးမပေးသူတစ်မျိုးဥပဒေမျိုးမျိုးကျင့်သုံးတဲ့တိုင်းပညာရေးမှုဦးသက်လေးဦးတို့ရဲ့လုပ်ရက်ကိုပြန်လည်စစ်စစ်ပြီးသူတို့လုပ်ရက်ကြောင့်မနစ်နာသင်ပဲနစ်နာခဲ့ရတဲ့ကလေးငယ်တွေရဲ့ပညာရေးကိုအမြန်ဖြည့်ရှင်းပေးဖို့ဒီရုပ်တံလေးကိုတက်ကူးလိုက်ရခြင်းဖြစ်ပါတယ်ကလေးတွေကတိုင်းပြည်ရဲ့အနာဂတ်ပါကလေးတွေကတိုင်းပြည်ရဲ့အညွန့်ဖူးတွေပါပညာရေးဝန်ကြီးကိုယ်တိုင်ဝါအစိုးရတရက်ကိုယ်တိုင်ကလေးတွေရဲ့ဘဝကိုမဖြတ်စည်းမိဖို့နဲ့တိုင်းပြည်ရဲ့အညွန့်ဖူးတွေကိုမဖြတ်စည်းပစ်ဖို့အမှန်တကယ်လိုအပ်နေပါတယ်ဒီ1300ကျော်သောကလေးတွေရဲ့ဘဝဟာနှစ်ပုတ်ခံရတော့မှာလားဆောင်းဝဲဖြစ်ဆိုခဲ့ကြတာဘာအဓိပ္ပာယ်လဲဆောင်းဝဲစနစ်ကအကြအရှုံးရှိလို့လားနိုင်ငံတော်သမ္မတကြီးအနေနဲ့စစ်စစ်ပေးဖို့လိုအပ်လာပါပြီ